공노랑 왜요 커래 왜요 일로 또야구마 니야 내가 조에 두드미야 지나 보래 아 이베ဟုတ်ကြမင်းကွာရဲတောက်လာပြန်ပြီငါစကားပြောချင်ပါတယ်ဆိုမှလူကြီးတူမစီကိုလာရဲတောက်ပြီးလာရသလားကွာထွက်ချင်ရ Oh no အရက်တော့လာမဟုတ်ဘူးလူငယ်အဲ့ဒီအကျိုးပြုရတော့မောက်နေတာ ဟေးရဘူးလေးကမိုးချုံမူးနေတဲ့အကောင်ကလူငယ်တွေကိုအကျိုးပြုနိုင်မလားကွာ ဟေးကျင်းပြလိုက်တော့အဲ့မင်းတို့မှာတာရင်ရက်ဆိုင်ရှိတယ်ဟာအဲ့တာရင်ရက်ဆိုင်ရလေအရက်အစီတဘူးကိုထုတ်လိုက်ဘူး20ရတယ်ဗျာ အဲ့တော့ ဘူး20ကိုကျွန်တော်က2ဘူးတောက်လိုက်တော့လူ18ယောက်ပဲကျန်တော့တယ်ဟာ2ယောက်မလို့တော့ဘူးလား လွတ်တော့ အဲ့ဒါလူငယ်တွေကိုအကျိုးပြုတာပြင်နိုင်အဖေတော်အရက်တောက်တဲ့တယ်နော် ဟေးရမလေးပြောနေတာငါတော့မဲဆွဲခိုးလိုက်နေတယ်တော့အရင်မြတ်ဖက်ပဲလာပြောမလဲအခုငါလိုရဲမပြော ပြော ငါသမီးကငါ့ကိုမနေ့ကတိုင်တယ်ရပြီဆိုကြတဲ့ကငါ့ကိုကြောက်လို့တာပြဿနာဖြစ်မှာဆိုလို့ तू မပြောတာတဲ့ तू မခံနိုင်တော့ဘူးတဲ့နေ့စဉ်နဲ့အမြတ်မင်းကအရက်တင်မူးပြီးတော့ငါသမီးကိုငါရိုက်နေတာနဲ့နေတာ तू မှနေ့စဉ်နဲ့မြတ်မျက်ရည်နဲ့မျက်ခွဲတဲ့အခုတော့မင်းနဲ့မပေါင်းနိုင်တော့ဘူးတဲ့ကွာရှင်းပေးပါတဲ့ဘေးအဲ့တော့မင်းကိုငါသမီးနဲ့ခေါ်ပြီးတော့အခုအုတ်ကြီးရင်ကိုသွားမယ်ဘောင်းနဲ့ကိုကွာရှင်းပေးမယ်ကွာရှင်းပြီးပြီဆိုတာနဲ့မင်းငါအိမ်ရက်ကိုတော့လာမနေနဲ့တော့မင်းမျက်နှာလည်းငါမရှိချင်ဘူးငါမျက်နှာလည်းငါမရှိချင်ဘူးဒါပဲရ ဟေးမားတယ် ဟုတ်ဘယ်လိုမှ မားတာဒီလိုဟေးအမှန်ဆိုတာဒီလိုဒါလေးကညီညာချင်းလို့ ဘာတွေပြောနေဘာတွေပြောနေ သေချာရှင်းပြရတယ်ရုပ်လုံးပေါ့ရှင်းပြရ ဒါတော့မရှင်းပြနဲ့တော့ အဖေမားတယ်အဖေသမီးကဖေကိုအဲ့လိုပြောလာ ဟုတ်တယ်ကွာ အဖေသမီးကိုမျက်ရည်ကြောက်အောင်လုပ်တယ်ဆိုတော့ကျွန်တော်တမင်တက်ရွေချက်ရှိလုပ်နေရမဟုတ်ဘူးဟာကျွန်တော်မှလေရှင်းတယ်လေလုပ်ပေးနေရတာဖေက ပုံမှန်ပြောလို့ရတယ် ပြုတ်ဝမ်းလည်းလို့ပါဗျာဖေသမီးပဲအဲ့လိုပြောတယ်ဆိုတော့ ခုမှလာပြီးတော့ဝမ်းနေပြတယ်ပြန်ပြီကွာမင်းကလည်း ကျုပ်ကအကြောင်းပြချက်ရှိတယ် ပြောရမှာဟုတ်ကွာ ဖေသမီးကိုမျက်ရည်ကြောက်အောင်လုပ်တယ်ဆိုတာ ဟာ နေ့စဉ်ရက်ဆက်မျက်ရည်ကျနေတဲ့လူနဲ့ ဟာ တရားမှမျက်ရည်မကျနေတဲ့လူနဲ့ရှင်လို့ရှိရင်မျက်ရည်ကျတဲ့လူကမျက်စိအတွင်းတိမ်အပြင်တိမ်မျက်စိကင်းစားအဝေးမုံအနီးမုံအဲ့ဒါကိုကာကွယ်ပေးတယ် အဲ့ဒါသူကပြော ဟာအဖေစားမဖတ်သေးဘူးလား နေစားတော့ သူဟိုကအမေရိကန်ကသိပ္ပံပညာရှင်ဟိုအဲလီဇဘတ်ရေးထားတာ အဲ့ဒီစပက်ကအင်္ဂလန်ရဲ့ဘင်မကြီးလေးကွာ ဟုတ်အဲ့အင်္ဂလန်ဘုရင်မကြီးရဲ့ဘေးနာဟိုအချမေးပုဂ္ဂိုလ်သူရေးထားတာ ရေးထားတာ ဟုတ်တယ်အဲ့ဒါအဖေမဖတ်သေးဘူး မှန်တယ် မဖတ်သေးဖေတယ်လီဂရမ်တော့ ဟုတ်တယ်မင်းကဘလို့ထားတာလေ ကျွန်တော်ပြန်ဖြေလိုက် ဟာ အဲ့တယ်လီဂရမ်နေပြီးတော့အဖေကိုပို့ပေးလိုက် ဟုတ်လားစတာပြရလား သင်္သာမပြောတော့သာရနိုးလေးတော့ပါတယ်သိုးပေးတယ် ပြေးပို့လိုက်ဟုတ်တယ်ဟေ့ဟော ဘုဘူး မင်းကမပွေးပြရတယ်ဘာလျှောက်ပြောနေရလဲ ပို့ဘူးတော့အဲ့ဒီထဲမှာအရေးသားတွေထဲမှာအကုန်ပါတယ် ဟုတ်ပြီ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဟောအဲ့လေးချပေး သိချပေးလိုက်မယ်မယုံနေပါနဲ့ဗျာ ညနေအဖက်ကြည့်လိုက် ဖတ်ကြည့်လိုက် မင်းပြောတာအဲ့ငိုတဲ့လူကမငိုတဲ့လူတဲ့ဆိုင်ရဲ့မျက်စိတွေယောဂနဲ့ပတ်သက်တဲ့ဟာတက်တာတယ်သိကြတယ်နော် ဟုတ်သိကြပါတယ်ဆိုဖေးကျော်လိမ့်ကြလား အဲ့တော့ငါသမီးကိုနှိပ်စက်တာမဟုတ်ဘူးပေါ့ မဟုတ်ဘူးချစ်လုံးအားကြီးလို့ချစ်လုံးအားကြီးလို့အဖေတကယ်ဆိုအဲ့ဒါဆိုရင်အဖေသမီးမျက်ရည်မကြောက်အဖေကျွန်တော်နောက်ရက်မျက်ရည်မကြောက်ဘူးလို့ကျွန်တော်တာဝန်ယူ ရတော့အားလို့ဆိုတော့ပေါ့ အေး မင်းတို့နေရာကိုပါတော့ပြီးကြ ဟာ ငါသမီးကမျက်ရည်ကြကျင်နေဆိုကြောက်အောင်လုပ်ပေးလိုက်ကွာမကြကျင်ဘူးဆိုရင်မကြောက်အောင်ပဲသာသာညာလုပ်ပေးလိုက် 哎呦我的妈！ ငါပြောတဲ့အခါသာသာညာလုပ်ပေး အေးအဲ့ဒါဆို တော့တော့ တွားရပြီအဲ့ဒါဆိုရလူငယ်အကျိုးပြုဖို့တော့2လောက်ပေးလိုက် ဟမ် 2လောက်အကျိုးပြုလို့ မင်းအခုတောက်လာတယ်ကွာမဝသေးဘူးတော့မင်းရလဲတော်ပြီပေါ့ ကျန်တဲ့လူငယ်လေးတွေလာတက်တောက်မှဆိုလို့ကျွန်တော်တွားတောက်ပေးမလို့နှစ်ထောင်နဲ့အများကြီးမဟုတ်ဘူး ငါမားတာပါကွာ တော့ညဆိုင်လင်းချပေးလိုက် မြို့ကိုပေးတာငါမားတာတော့ကတော့ငါလည်းငါတော့မရှိဘူးရော ဟာချစ်တော့ဟဲ့ အော်ထွန်းကြရတော့တပိပါတော့လိုက်တော့ဘာတော့ပါရ အမီးတို့လေးကြံပဲ အော်ဥစ္စာ6နေသေးတယ်ထွန်းကြရမင်းကွာငါကွာ 你别笑。 မျက်ရည်ကျတဲ့လူကမျက်စိအတွင်းတိမ်အပြင်တိမ်မျက်စိကင်းစားအဝေးမုံအနီးမုံအဲ့ဒါကိုကာကွယ်ပေးတယ်
ဘာခင်ဗျရုပ်ခဏလာဘာကဟိုပြောတယ်သူအားတော့ဟိုပါလေဘာခင်ဗျဘာမှတော့ဖြစ်မသွားနဲ့စိတ်ကိုခိုင်ခိုင်ထားနော် ပြောမှပြောမှသူ့ကိုတဲသေးရေလို့ပြောင်းမလုပ်စမ်းပါနဲ့ အဲ့ဒါဆိုပြမယ်နော်ဘာလဲဟိုဘယ်လာကဘုံဆုံးမဘိုးလုံးတင်နဲ့ကြိုက် what အဲ့ဒါလေဒီနေ့ညသူ့ကိုသွားခွင့်ကောင်းမလား ဘာ 哎呦我的妈！